ကောင်မလေးကသူ့ကောင်လေးမှာမိဝေးမီကြီးထွက်နေတာကိုမြင်ပြီးလန့်သွားတယ်။ဆရာဝန်ကသူ့ကောင်လေးကိုတရဝါစမ်းကြည့်လို့ချင်သွားမှာဆိုလို့သူ့အင်ဂျီနဲ့အမြန်ဖုံးပေးလိုက်ရတယ်။ဆရာဝန်ကတခုခုထူးဆန်းနေမှသိနေတော့သူကဘာမှမဖြစ်သလိုလဲအင်ဂျီပေါ်မှာဖိထိုင်းနေလိုက်တယ်။ဆရာဝန်ထွက်သွားတော့မှသူလည်းတက်ပြန်ချလိုက်တော့တယ်။ဒါပေမဲ့လက်ထိလိုက်တဲ့အချိန်မှာသူ့ကောင်လေးကတဆက်ဆက်တုံနေတာကိုတွေ့လိုက်ရတယ်။ပိုးဆိုးတာကဆရာဝန်ကပြန်ဝင်လာတာပဲ။ကောင်လေးအချိန်လေးကိုစစ်ချင်တယ်ဆိုတော့သူကပိုင်နာကျင်ရောင်နဲ့ဝမ်းပစ်စီအရင်သွားယူခိုင်းလိုက်ရတယ်။ဆရာဝန်ကိုလွတ်ပြီးသွားတော့မှသူ့ကောင်လေးကမြေခွေးတကောင်လုံးဖြစ်သွားတာကိုတွေ့လိုက်ရတယ်။ပိုပြီးစိတ်မကောင်းစရာကောင်းတာကနှလုံးခုလုံးတိုင်းနဲ့စက်ထဲမှာမြေခွေးရဲ့အသက်အန္တရာယ်ရှိနေတာကိုမြင်လိုက်ရတာပဲစက်ပြက်နေတဲ့ထင်ပြီးနားချက်နဲ့အခါခါစစ်ကြည့်ပေးမယ်စက်ထဲမှာတုံညပဲပြနေတော့ပဲဒါနဲ့ပဲသူ့ကောင်လေးကိုကယ်ဖို့မြေခွေးလေးကိုစောင့်နဲ့ထုတ်ပြီးတရိษံဆေးကုတ်ကန်ကိုအပြေးလွှာသွားခဲ့တယ်မြေခွေးဆိုတော့တရိษံဆရာဝန်ကကယ်နိုင်လိမ့်မယ်လို့သူထင်ခဲ့တာပေါ့ဈေးအောင်ရောက်တော့သူနာပြုကဆရာဝန်ကိုသွားခေါ်ပေးတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမြေခွေးဖြစ်နေတဲ့သူ့ကောင်လေးကလူပြန်ခက်သွားတယ်သူလည်းဘာလို့မှမသိတော့ပဲစောင့်နဲ့ပဲအမြန်ဖုံးပေးလိုက်ရပြန်တယ်ဆရာဝန်ရောက်တော့သူကဟိုဟိုဒီဒီပြောပြီးလွှဲဖယ်ဖို့ကြိုးစားပေမဲ့ဆရာဝန်ကတခုခုထူးဆန်းနေမှန်းသိသွားပြီးသူနာပြုကိုအပြင်ခိုင်းလိုက်တယ်ပြီးတော့ဆရာဝန်ကသူဟာတာမန်အိမ်မွေးတရိษံတွေမကလူဖြစ်ပြောင်းလဲနိုင်တဲ့ထူးဆန်းတဲ့သတ္တဝါတွေကိုပါကူပေးနိုင်တယ်လို့ပြောတော့မှသူလည်းစိတ်အေးသွားတော့တယ်ကောင်လေးရဲ့အခြေအနေကိုစစ်ဆေးပြီးနောက်မှခေါင်းထိခိုက်သွားလို့မညံတွေပျောက်သွားနိုင်တယ်လို့ဆရာဝန်ကပြောတယ်လုံးဝသက်သာခြင်းအထူးကုသဆောင်ကိုပြောင်းရမယ်တဲ့အဲ့ဒီချိန်မှာပဲကောင်လေးကနိုးလာပြီးသူ့ကောင်မလေးကိုမေမေလို့ခေါ်လိုက်တယ်အားလုံးလန့်သွားကြတာပေါ့တကယ်တော့မြေခွေးတွေကမညံပြောက်သွားရင်သူတို့ပထမအောင်ဆုံးမြင်ရတဲ့သူကိုအမေလို့ထင်တတ်ကြတာကိုဆက်ပြီးကုသဖို့အတွက်ကောင်မလေးအနားမှာရှိမှကောင်လေးကစကားနားထောင်မှမို့လို့အိမ်ကိုပဲပြန်ခေါ်သွားလိုက်ရတယ်ဒါပေမဲ့ကောင်လေးကသူ့ကိုယ်သူတကယ်ကလေးလေးတယောက်လို့ထင်နေတာကောင်မလေးနတ်ကိုလိုက်ပြီးမေမေလို့ပဲခေါ်နေတော့တာဖတ်ထားပေးဖို့လည်းခဏတောင်းဆိုတတ်သေးတယ်ကောင်မလေးကအသားချင်းထိတွေ့တာကိုညင်းပေးမဲ့ကောင်လေးကသူကမြေခွေးပေါက်လေးမို့လို့အမေနားမှာပဲနေရမယ်လို့ပြန်ပြောတယ်ပြီးတော့သူကမြေခွေးမှဘဘူးကိုမှမပြောပါဘူးလို့လည်းကတိပေးတယ်နောက်နေ့ကျတော့ကောင်မလေးကစာရေးဆရာမဆိုတော့အက်ဒီတာကိုအစီရင်ခံပို့နေရတာပေါ့ကောင်လေးကကွန်ပျူတာကိုလိုက်ကြည့်ပြီးခလုတ်ကိုနှိပ်လိုက်မိတာနဲ့ရေးထားသမျှစာမှုအကုန်ပြတ်သွားရောအလုပ်ကိုမနှောက်ရှာအောင်ဆိုပြီးကောင်လေးကိုအယုတ်တွေပေးပြီးနားဖဲမှာသွားဆော့ခိုင်းလိုက်တယ်ဒါပေမဲ့အလုပ်ထဲအာရုံရောက်နေတော့ကောင်မလေးကမီးဘိုးပေါ်မှာခောက်ဆဲပြူထားတာကိုမိသွားတယ်ညဘက်မှာကောင်လေးကအနှံ့ရလို့ပြေးဝင်လာပြီးကောင်မလေးကိုအတင်ကိုပွဲထုတ်ပြီးကဲခဲ့တယ်မိကုန်းတွေအများကြီးရှုမိသွားတော့ဈေးရုံရောက်တဲ့အခါကောင်လေးကသူ့ရဲ့အစွမ်းတွေကိုကောင်မလေးစီမျှဝေပေးလိုက်ပြီးသူကတော့ကောင်မလေးနားမှာထာဝရနေသွားတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်